မင်္ဂလာပါရှင်ဒီနေ့မှာတော့ရာသီစာမယန်းကြီးလေးတွေကိုချွတ်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 နဲ့စားလို့ကောင်းမှမယန်းရွေလုံလေးလေးမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။လောက်ရတာလည်းရမ်းလွယ်ကူတာမဟုတ်အတူတူကြည့်လိုက်ကြရအောင်နော်။အရင်ဆုံးတော့မယန်းကြီးလေးတွေကိုတခြားခွဲပြီးတော့အလဲကအစီလေးတွေထုတ်ပေးထားပါမယ်။နောက်တစ်ဆင့်မှာတော့မယန်းကြီးလေးတွေကိုတော်ကြထုတ်တာလေးနဲ့အခုလိုမျိုးလေးလိုက်ပေါက်ပေးထားပါမယ်။ခုလိုမျိုးလိုက်ပေါက်ပေးလိုက်တဲ့အခါကျရင်ပေါ့နော်မယန်းသီးလေးကိုယူထိုးတဲ့အခါမှာအရသာလေးတွေစိတ်ဝင်သွားမှာပေါ့နော်ပြီးတော့မယန်းသီးလေးကို2ထပ်3ထပ်လောက်အခုလိုမျိုးလေးဆေးပေးပါမယ်နော်အစည်းလေးတွေပြောင်းအောင်ဆေးပေးပါမယ်ပြီးတော့ရင်တော့ထုံးရည်ကြီးလေးရဲ့စားလေးရဲ့ထည့်ပြီးတော့အနည်းဆုံး3နာရီလောက်စိတ်မိရပါမယ်တကယ်လို့ကိုကတညာလုံးစိတ်နာမယ်ဆိုလည်းရပါရဲ့နော်စိတ်မိသွားပြီဆိုရင်တော့မယန်းသီးလေးတွေကို2ထပ်3ထပ်လောက်ရေပြောင်းစေအောင်ဆေးပေးရပါမယ်ဆေးပြီးသားမယန်းသီးလေးတွေကိုစကားလေးနဲ့ရေစစ်ပေးထားပါမယ်။တကြားအစိတ်သားကိုလည်းအိုးထဲထည့်ပြီးတော့မီးအေးအေးလေးနဲ့အရည်တွေပျော်သွားတဲ့အထိချိုးပေးရပါမယ်။ဒီနေရာမှာမယန်းသီးကို40သားလောက်သုံးထားပါတယ်။အဲဒါကြောင့်မို့လို့တကြားကိုအစိတ်သားလောက်ခမန်းပြီးထည့်ပေးထားပါရဲ့နော်။တကြားလေးတွေအခုလိုမျိုးအရည်ပျော်သွားပြီဆိုလို့ရှိရင်မယန်းသီးလေးတွေထည့်ပေးပါမယ်။မယန်းသီးလေးတွေထည့်ပြီးသွားရင်တကြားရည်နဲ့မယန်းသီးနဲ့ကိုနှံ့အောင်လို့မှွေပြီးနေပေါ့နော်ခုဆိုရင်တော့မယန်းသီးလေးကလည်းအရည်လေးတွေထွက်လာပြီပေါ့နော်တကြားကလည်းအရည်ပျော်သွားပြီဆိုတော့နှစ်ခုလုံးကိုပြစ်လေးဖြစ်သွားအောင်ဂျူပေးရပါမယ်မီးအေးအေးလေးနဲ့ပဲဂျူပါမယ်နော်ဒီချိန်မှာအရသာလေးကိုမြည်ပြီးတော့ကိုယ့်ရဲ့အရသာလေးကိုစိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်အချိုလိုရင်လည်းအချိုထပ်ထည့်နိုင်ပါတယ်နော်ခုဆိုရင်တော့မယန်းယူလေးကပြစ်လာပြီဆိုတော့ရပါပြီနော်ရေလေးလည်းမကြံတော့ပါဘူးဒီဗီဒီယိုထဲမှာတော့ညီမကမယန်းသီးကိုမယန်းယူလေးကိုပေါ့နော်အဆက်လေးစားကျင်တာဖြစ်တဲ့အတွက်မဆလာလေးနဲ့ငြူသီးမုတ်လေးထည့်ထားပါရပေါ့နော်အဲ့ဒါလေးရရိုက်ဖို့ကြံခဲ့လို့ပါကိုကအချိုလေးစားကျင်တာဆိုလို့ရှိရင်တော့မထည့်ပါနဲ့နော်ကဲအခုဆိုရင်တော့ရန်ကိုရတာရှိတဲ့မယန်းယူလေးရရှိသွားပြီပဲဖြစ်ပါတယ်အေးသွားပြီဆိုရင်တော့ပန်ပလင်းထဲကိုထည့်ပြီးအကြာကြီးအထားခံအောင်တင်ထားလို့ရပါတယ်ရှင်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့ဦးနော်နောက်ထပ်စားစရာအသစ်လေးတွေလည်းတင်ပေးအောင်မို့လို့စောင့်ကြည့်ပေးကြပါအောင်ရှင်အားလုံးမဲ့တရားတော်နေ့လေးဖြစ်ပါစေအားလုံးမဲ့တက်တာ